တကယ်ဖြစ်ခြင်းနဲ့ဆန္ဒတကယ်ရခြင်းနဲ့ဆန္ဒပြင်းထန်ရင်ရကိုရတယ်ဖြစ်ကိုဖြစ်တယ်မဖြစ်သေးဘူးမရသေးဘူးဆိုတာရခြင်းနဲ့ဆန္ဒကဖြစ်လောက်အောင်ထိမပြင်းထန်သေးလို့ဟုတ်ပြီနော်တကယ်ရအောင်လုပ်မယ်ဆိုရင်ရကိုရတယ်တကယ်ရအောင်ဖြစ်အောင်လုပ်မယ်ဆိုရင်ဖြစ်ကိုဖြစ်တယ်မဖြစ်သေးဘူးမရသေးဘူးဆိုတာအဲ့ဒီဝရိယကြိုးစားအထုမှုကဖြစ်လောက်တည်ရလောက်တည်အထိမကြီးကျယ်သေးလို့နားလည်ရမယ်နော်ခုတရားဘာလို့မရတာလဲလို့မေးတကယ်မရကျင်သေးလို့တကယ်ရအောင်မလုပ်သေးလို့သဘောပေါက်ရဲ့လားဝိရိယပြီးတော့ဘာလို့စိတ်ဆိုတာကသူကဒါကိုရခြင်းပြီဒါကိုဖြစ်ခြင်းပြီဆိုရင်သူ့ရဲ့စိတ်ထဲမှာဓမ္မတာကျန်တာမရှိဘူးတစိတ်ထဲဟုတ်လားသွားလဲဒီစိတ်စားလဲဒီစိတ်ဘယ်ရာမှသူ့စိတ်ထဲတိုးလို့မရဓမ္မတာဖြစ်နေခုဆိုရပါစို့ဒီလိုတွေနိဗ္ဗာန်ရပြီလားမရဘူးဟောနေတဲ့ဘုန်းကြီးရောရပြီလားမရဘူးကင်မရတာထားပါတော့မင်းရကျင်တဲ့စိတ်တည်းရဲ့ဘယ်နှခါရှိတုံဆိုဘယ်နှခါမှမရှိဘူးအဲ့ဒါမရတာဘာထူးဆန်းလဲသဘောပေါက်ရနော်ဒါဘုန်းတို့ရဲ့စိတ်တွေဟာဒီအပေါ်မှာဘလောက်တက်ဝင်ထားသလဲဘလောက်နှစ်မြုပ်ထားသလဲဆိုတာအလွန်မှအရေးကြီးတယ်နော်ဆန္ဒရဲ့ဝရိယရဲ့စိတ်ဒါလူငယ်တွေအတွက်စီးပွားရေးရှာမယ်ဆိုရင်လည်းအသုံးချလို့ရတယ်